ဒီကခိုင်လိုက်မှာချောင်းချင်းနေဖြစ်နေဘက်ကကုတ်သွားပြီဘက်ကခိုင်လိုက်မညံ့သေးတဲ့ခိုင်လိုက်အဲ့ဒါကိုညံ့အပေါ်ကနေလက်ကိုယူမယ်ယူပြီးသွားပြီဆိုရင်မထွက်နေအထွက်စားလေးနည်းနည်းလေးကိုပဲညံ့မယ်နော်ပြောရမယ်ဆိုရင်ဒီခိုင်လိုက်နေရမှာ तू ကဒလိုဖြစ်နေရမှာပေါ့ပြောရမယ်ဆိုရင်ဒီဟာကျတော့ဒီလိုကပ်ပြီးတော့မညှက်တော့ပဲနဲ့ဒီခါကျရင်ဒီလက်ကကွေးသွားတတ်တယ်ကွေးသွားတတ်တဲ့အတွက်ကြောင့်မလို့ဒီလက်ကိုဒီလက်နားထီကိုဒီကိုမဆွဲတာပဲနဲ့နေရာလောက်မှာပဲကိုယ့်ကကိုချိန်ပြီးတော့ညှက်လိုက်တာဒါကိုပြောရမယ်ဆိုဒီနားကြီးဆွဲလာလို့ရှိရင်ဒီလိုမျိုးဒီဇိုင်းဖြစ်တယ်ဟုတ်လားလက်ကဒီလိုဒီဇိုင်းဖြစ်တယ်ဒါပေမဲ့ဒီနားကြီးဆွဲလာလိုက်လို့ရှိရင်လက်ကကွေးနေတာဖြစ်တယ်ဒီနေရာကျရင်လက်ကဒီလိုအော်တိုကွေးတတ်တယ်ဒီဂျားနဲ့ညှက်သွားရင်ကွေးတတ်တာထုံးလို့နော်ဂျားနဲ့ညှက်သွားရင်ဒါကြီးကကွေးတတ်တာမဟုတ်ကိုကကိုချိန်ပြီးတော့ပဲဒါကိုညှက်ချလိုက်ဟုတ်လားသူ့ဒါညှက်ပြီးသွားပြီနော်ခါလေးလိုက်နော်ညှက်ပြီးတဲ့ခါလေးကဒီအထဲကိုကိုးသွားပြီနော်သပင်းအတိလာညှက်အတိလာညှက်အတိညှက်ပြီးနေပါဆောက်ပုံဆိုတာလေအတိညှက်လို့ရတယ်ဒါပေမဲ့အတိကြသူ့သပင်းမင်းအကောက်ဆိုလို့ရှိရင်ဘယ်လိုဖြစ်ပုံပြက်ပန်းပြက်ဖြစ်သွားတယ်ဟုတ်လားဟုတ်တယ်နော်ကိုကအခုံးညှက်လိုက်တဲ့အတွက်ကြောင့်သူ့သပင်းဘယ်လိုဖြစ်လဲတော်တော်ကြည့်လို့လှပါချထားလို့ရှိရင်အထက်ကလေးမသိရင်ဝိတ်အကောက်လေးဖြစ်တယ်